Good morning. Wow, 原来နေရာရွေးမှန်လိုက်အစောပိုင်းတော့မအရောက်ရလေတပြက်နဲ့ဒါပေမဲ့ညနေလာတော့တိတ်ဆိတ်တော့ပဲမင်းညလည်းလာဗျာခုထွက်လာလည်းလာကြည့်ခုနိုင်ထွက်ရโอเคညနေတေဖို့နေရာရှာမယ်ညနေတေမယ်မနက်ဆဆမ်းမယ်ဘန်ဂလိုညနေ3နာရီမတိုင်ခင်ရောက်တော့မယ်စပိန်ပြင်မယ်ရှောက်လဲမယ်โอเคလာရိုင်းနော်ညနေတေပြီးတော့ပူရီနဲ့ဆွဲဒိုစာမစားချင်ဘူးဒီမှာဒိုစာအရင်ကိုစပြည့်ပဲမစားချင်ပူရီပဲကိုကြိုက်ဘန်ဂလိုမရောက်ခင်မြို့တစ်မြို့ဗျဟက်စတိုကီဆိုလားညနေပါလဲနေဘာမှမသိဘူးဗျအားမင်းနဲ့နောက်ကီလိုမီတာ30လောက်ပဲဗျရောက်တော့မယ်ဟုတ်ပါဘန်ဂလိုမြို့နာမည်ကဟိုစကိုတီလို့ခေါ်တယ်ဗျကျွန်တော်အတန်ဖတ်မမိုင်းပေါ့ကြီးပဲတော့လည်းဘန်ဂလိုနဲ့နီးနေတော့ကီလိုမီတာ10ပဲဗျဟုတ်ပါအဲ့ဒါဆိုတော့မလျှော့လာပဲတူတယ်တီဘောသားတွေလိုပဲကျွန်တော်မြို့ကထွက်ပြီးထင်တယ်ကျွန်တော်ဒီဖက်မှာမှဘိုးမိုက်ရဲတိုက်ပြင်းနေပဲဝါဒါတွေကဘန်ဂလိုထိပဲကြာတောက်လျှောက်တလို့မြို့ area ရဲကျွန်တော်ပြင်ဆိုင်ရမှာပါဆိုကောင်းငယ်ပြရှင်းနေပဲဘန်ဂလိုဝင်လာတာကွာလာလမ်ပူဝင်ရလို့ပဲဘန်ကောက်ကိုဝင်ရလို့ပဲဟနွိုင်းကိုဝင်ရလို့ပဲဟိုချီမင်းကိုဝင်ရလို့ပဲစိတ်ညစ်ဖို့တော့ရန်ကောင်းတယ်ဒါပေမဲ့ဒီမှာပို့ဆိုးတယ်စပေါင်းရဆိုတရားတွေညင်တက်ရတာဒါနဲ့ကြောင့်ဒီဘက်ဒီခက်ပဲတက်လာကြောခုနအောက်မှာဆင်းတော့အမြဲတမ်းဆဲနေရတာဆဲချင်တော့ရောလဲမောလိုက်ရမောတယ်ဒါတလိမ့်ဆန်လို့ပဲဗျာဒီရင်နေရမှာဆိုတို့ကိုရှင်းစာစိတ်မရှိတကူကောင်းရဆန်တယ်ဒီမောင်းတဲ့နေရာမှာဗျာအရင်ကိုပဲတော်တော်ရိုးနေရအရင်ချစ်ဖို့ကောင်းနေတယ်ချစ်ဖို့ကောင်းနေတယ်တို့ကားပေါ်ရောက်သွားရင်တို့ဆိုင်ကပေါ်ရောက်သွားရင်တို့ပြောင်းလိုက်ရအခုလည်းပါဖြစ်ပြန်တယ်ဒါ main line နေကြဒါရက်လို့မရတဲ့ line နေကြဘာလို့ရက်တာဒီပိုင်းရှိလို့မရအောင်လေဒီဘာဖြစ်လာလဲမသိဘူးဗျဒါ main line နေဗျဒီဖက်တစ်ဆန်းအောင်ပိတ်သွားကြရင်ဖြစ်နေကြပဲထင်တယ်ကြည့်တယ်လားတို့လာမယ်လမ်းမဟုတ်လေဟဲ့လားပြီးသူများကြိုးပေးတာရမင်းလမ်းဖယ်ပေးလားဆိုရင်ဒါတော့စီပင်နော်စီပင်အဲ့ဒါရဲကားလဲသူလိုပဲကျွန်တော်ရဲ့အိန္ဒိယမှာပထမဆုံးရင်ကြောပိတ်ခြင်းပဲဗျလုံးဝမရွှေ့လမ်းမလာတယ်ဗျာဘယ်ပြောကောင်းလဲစိတ်ပြက်စရာအကောင်းဆုံးထဲကအကောင်းဆုံးပေါ့ဗျာ
ဒါကြောင့်မြို့ပြင်လမ်းတော့ဒါမြို့ပြင်မိန်းလမ်းကိုကျွန်တော်ပတ်နေအတွင်းပိုင်းဝင်နေတာဒါအပြင်လုံးဝအစွန်အဲ့လိုကြီးအပတ်ကြီးမှာ7ခွဲကျော်ရမရောက်နိုင်ဘူးဟာဒီကီလိုမီတာ20လေးရောလုံးဝအားရောလာခုန3မိနစ်တမားနဲ့စကားထက်များတယ်သူကထွက်လာကြထွက်လာတော့ shit အဲ့ shit မှာရိုက်မှာကျွန်တော်အဲ့လိုသူအထဲကနေလက်လန်းထုတ်လာကျွန်တော်လမ်းထိုးအောင်ရှက်တော့ကျွန်တော်ဘာလဲလို့မင်းကလာမဖြီးနေလို့ငါအိန္ဒိယမဟုတ်တော့လို့ငါ tourist ငါအိန္ဒိယမဟုတ်နေအိန္ဒိယနေဘာအိန္ဒိယဘာလဲဘာဟင်ဒီနေကြီးတွေဘာလာပြောအကြိုက်ပဲဆဲကြတယ်အော်တော်ဒါမျိုးခါဖြစ်ရောလဲစိတ်မပေါဘူးဟာဟိုကြောက်ရောက်ရတယ်ရှင်းပါပဲဒါနားပဲဘလူးနဲ့မှလည်းစကားမပြောရှင်တော့ဘူးဘလူးနဲ့မှလည်းမပြောရှင်သေးဘူးဟောအေးဆေးနေဦးမယ်ကဒီဖက်ပိုင်းရောက်လာအတွေ့အကြုံအသိကောင်းပြန်အဲ့တော့ခုတနားထိုးလိုက်ရကျွန်တော်ဒီမြို့နယ်ထဲဝင်လာတာ10နာရီလောက်ပဲဝင်လာဝါငရဲကြီးပဲဒီဖက်ပိုင်းနည်းနည်းတော့တိတ်ရကျော်ဒီဖက်မြို့ပြင်ထိလာရဟိုဘက်မြို့ကနေဒီဖက်မြို့ကိုဖြတ်ရတာတော်တယ်လို့အလဲကနေမဖြတ်တော့မှဘေးကနေဝိုင်းလာတာဗျမိန်းလန်းတိုင်းအဲ့တော့3နာရီလောက်ကြာကီလိုမီတာ20ဒီနားလေးမှာပဲဖြစ်လိုက်နေโอเคဒီနားတိုက်ခန်းတစ်ခုပဲဟောဆိုင်မှာတဲ့ပြောတော့3နာရီ17နာရီလောက်လာတယ်ဒီနေ့ကျဘလို့ရမလဲတော့တိုင်းအောင်ရက်နေဗျာသူတို့ကတခုဗျာသူတို့ဒီဖက်မှာတခုဆိုဘယ်လိုပြောသူတို့ပြောတာအဲ့ပုံစံလုပ်ပြဗျာတလို့ပြောဘယ်တော့မလဲဘာလုပ်မလဲအဲ့လိုပေါ့ဘာလုပ်နေရလဲဆိုသူမေးချင်ဆိုသူတို့လုပ်ရဗျကျွန်တော်နားမလဲဘူးလို့အင်္ဂလိပ်လို့အဲ့ဒါလည်းမဟုတ်ဆက်မေးနေတော့သူရှစ်ခိုးလိုက်ရှစ်ခိုး10မိနစ်ပဲ10မိနစ်ပဲဒီမှာရက်မယ်ငါတကယ်ချင်း location ပို့လာမှာမလို့10မိနစ်ပဲလို့ please ချင်းနေတယ်မကောင်းရဒီပတ်ဝန်းကျင်ကျွန်တော်ခက်မှန်းထားဒီချင်းနေမဟုတ်ဘူးရောက်လာအေးဆေးအေးရမှာသူက3နာရီ17နာရီပြောအခုကဘယ်နိုင်ရဲ့စဝင်နေမသိဘူးအခုသူဆိုင်တော့သူအများကြီးပဲရှိပါကျွန်တော်တခုခုကျွေးမယ်တဲ့ပြီးသူခံသွားတယ်သူတကယ်ရှိရှေ့ဆိုတာမျိုးတို့ရပါမလားဘယ်လိုလဲမသိစကားပြောရလဲမပွင့်နေစကားကောင်းပြောလို့မပြောရသေးဘူးဒီလည်းလှုပ်ရှုပ်နေတော့ကျွန်တော်ရောက်နေပလက်လန်တော့မယ်လို့ပလက်မလန်ရတယ်ဗျာစားလောက်မယ်တခုစားလောက်မယ်စားပြီးမှပလက်တော့လန်မယ်အနောက်ကနေမစစ်ပို့လာသူတို့ငါချင်းဖုန်းနံပါတ်ပို့လာအဲ့ဆိုငါခုတွားရမယ်လို့ okay တဲ့ see you လို့ဘာလဲမကြည့်ဘူးတဲ့အမှသူဆိုင်ရဒီနောက်ဆိုင်ရဒီ brand ဒီ Mexican brand ရ Mexican စားတော့ဆိုင်ရ okay သူဆိုင်ရှိမှာကျန်ရင်တောက်ရတော့မယ်ကျွန်တော်နားချင်တာပဲဒီကြောဘာမှမသိဘာလည်းမစားဘူးဒီမပြေသေးဘူးဗျာ6ရောက်တော့နေရတယ်အခန်းတေးလေးပဲ6ရောက်နေကျွန်တော်တယောက်ဆို9ရောက်တယ်ကျွန်တော်ပြည့်စည်တွေကျွန်တော်ရှော့ချင်တယ်ကျွန်တော်နည်းနည်းလွတ်လို့ချင်တယ်အဲ့လိုဆိုကြသူကလည်းမအားတော့ဗျာသူကသူတို့ငယ်ချင်းနဲ့ကျွန်တော်ဖုန်းဆက်သူတို့ငယ်ချင်းလာကြိုပြီးတော့ဘာလည်းပြောကားပေါ့ဖေးရထဲပြန်ဝင်လာကျွန်တော်လည်းကြည့်ပြီးတော့ okay အဆင်ပြေနိုင်ဗျာကျွန်တော်ဆောင်းရရှာနေမှာဗျာဟောကျွန်တော်ခန်းလာယူလိုက်တည900သူအလောက်ရပေးမှာဗျာကျွန်တော်လိုချင်တာကျွန်တော်
2ရက်3ရက်ပြင်ပန်းခိုင်နေလာကြောဒီဘန်ဂလိုလာကြည့်ဖို့မဟုတ်လေဗျာကျွန်တော်အေးစေးနိုင်ရမယ်ထင်တာအခန်းထဲမှာလုံဆုံးရှိ3ယောက်ပေါ့အခန်းတလို့အခန်းရဒီလိုအခန်း2ခန်းရှိရဗျာဒီအိမ်နိုင်ဆိုခန်းလူက6ယောက်ရှိနေဗျာကျွန်တော်စပိန်နဲ့ဗျာကျွန်တော်စပိန်နဲ့ကျွန်တော်အဝတ်နဲ့ဘယ်လိုလဲနေမှာလဲဗျာကျွန်တော်အဝတ်နဲ့ကျွန်တော်ဒီတစ်ခန်းတော့ကျွန်တော်ပြည့်နေဗျာအဲ့လိုဆိုကြဘယ်လိုမှမဖြစ်နိုင်ကျွန်တော်အဝတ်တွေကနန်စော်နေဗျာတော့ခန်းထဲမြည်သွားချင်းအစားတော့1ယောက်2ယောက်ဆိုရင်ကျွန်တော်ကပေါ့ကျွန်တော်အကုန်ရှော်မယ်ပေါ့โอเคဒီမှာနေရနားမယ်ဘယ်မှာစပိန်နဲ့ပြင်ချင်းစိတ်မရှိတော့ကျွန်တော်ဒီနေ့စကားပြောကြည့်အောင်ဗျာโอเคခိုင်းယူလာကျွန်တော်နေရယူလိုက်ပြီးမှသူဘာပြောလဲမသိဘူးနေရယူလိုက်ဗျာနေရနာပြီးတော့ကျွန်တော် channel ဆက်သွားတာပေါ့ဗျာမဟုတ်ကျွန်တော်ဒီအခုဆို channel မှာကဲနေလို့ရတယ်ဝါဘန်ဂလိုโอเค